မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာသုံးသပ်သွားကြမယ့်အကြောင်းအရာကတော့ YouTube ပေါ်က Lorbolos Motivation ဆိုတဲ့ channel ကတင်ထားတဲ့ Think about yourself always inspired by Jack Ma ဆိုတဲ့ video က main ခွင်းမတင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဒီ main ခွင်းကလေကိုတိုးတက်အောင်လုပ်ဖို့ပြီးတော့ကြာရှုံးမှုကနေသင်ခန်းစာယူဖို့လိုမျိုးအားပေးတဲ့စကားတွေအများကြီးပဲပါပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့အဓိကဆွေးနွေးချင်တာကတော့လေbillionaire တယောက်ရဲ့ဒီလို hustle culture ဆန်တဲ့တွေးခေါ်တွေကဒီနေ့ခေတ်မှာရုန်းကန်နေရတဲ့လူငယ်တယောက်အတွက်ဒီကေပဲလက်တွေ့ကြသေးရလားဒါမှမဟုတ်လက်တွေ့ဘဝနဲ့များကင့်ကွာနေမလားဆိုတော့နည်းနည်းဆန်းစစ်ကြည့်နေတာပါရှင်အရန်ကောင်းတဲ့မေခွန်းထုတ်မှုပါပဲဘာလဲဆိုတော့ဒီလိုမေခွန်းတွေကနားထောင်လိုက်တဲ့အချိန်မှာတော့စိတ်သက်ကတက်ကြွသွားတာပေါ့နော်ဟုတ်တယ်ဒါပဲအကုန်လုံးကိုတော့ Messi မေပြီးလက်ခံလိုက်လို့မရဘူးလေသူ့ရဲ့အကြံဉာဏ်တွေက powerful ချစ်ပေမဲ့တစ်ဖက်မှာလည်းသူကအောင်မြင်ပြီးသားရှုထောင်ကနေပြောတာဆိုတော့လေဟုတ်ကဲ့တတိထားပြီးတုံးတက်ရမယ့်အချက်တွေရှိနေတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အပေါ်ရန်အားပေးစကားတွေကိုကြော်လုံးပြီးတော့လေသူ့အသွေးခေါ်တွေထက်ကဘယ်ဟာကတကယ်တန်ဖို့ရှိလဲဘယ်ချက်ကိုတော့ကိုယ့်ဘဝနဲ့ချိန်ထိုးသုံးသင့်တယ်လဲဆိုတာကိုဆွေးနွေးသွားကြတာပေါ့ကောင်းပါပဲရှင်ဒါဆိုမေခွဲအစားမှာပဲသူကမေခွန်းတစ်ခုနဲ့စထားတယ်လीအဲ့ဒါကတော်တော်လေးစဉ်းစားစရာပဲဟုတ်ကဲ့တင်းဝါကြောင့်ဒီတိုင်းစဉ်းစားဖြစ်လားဒါမှမဟုတ်အိယာထကျောင်းသွားအင်စာလောက်ဖုံးသုံးအိတ်တာကိုပဲထခါလုံနေသလားတဲ့ဒီမေခွန်းကတော့တော်တော်များများကိုထိမဲ့မေခွန်းပဲနေ့စဉ် routine တွေထဲမှာပိတ်မိနေသလိုမျိုးပေါ့အတိရပဲရှင်ကိုပဲသွားနေမှာမထီတော့သလိုမျိုးလေဟုတ်တယ်ဒီမေခွန်းရဲ့နောက်ွယ်ကသဘောတရားကစိတ်ဝင်စားဖို့ကောင်းတယ်သူကလူတွေရဲ့စိတ်က autopilot mode နဲ့တွားနေတာကိုထောက်ပြချင်တာမစင်စားပဲအလိုလျောက်လုံနေကြအလေးအပ်တဲ့ကိုတတိထားမိဖို့လုံနိုးလိုက်တာပဲမေခွန်းထဲမှာတစ်ပင်ဥပမာလေးတုံးသွားတယ်လေဟုတ်တယ်မုံတိုင်းတိုက်လဲကြီးတယ်အခုတ်ခံရလဲကြီးထွားဖို့ကြိုးစားတယ်ဆိုတာလေဟုတ်တယ်ဒါပေမဲ့အဲ့ဒီဥပမာကိုကျွန်တော်တို့နည်းနည်းလေးချဲ့ပြီးစဉ်းစားကြည့်လို့ရတယ်တစ်ပင်တစ်ပင်ကအပေါ်ဝဲတက်နေတာမှမဟုတ်တာဟုတ်ကဲ့လေတိုက်ရင်ရိမ့်နွဲ့တိုက်ရတယ်ဆောင်းရသည်မှာရှင်တန်ဖို့ရွက်တွေကိုကျွေးချပေးရတယ်ဆိုတော့တိုးတက်မှုဆိုတာအတစ်တွေပေါင်းထည့်နေုံမဟုတ်ဘူးတခါတလေကိုကြော့လုံးမဖြစ်တော့တဲ့အရာတွေကိုဆွန့်လွတ်ပေးရတာမျိုးလဲပါတယ်ဆိုတော့ကိုတတိပြုတ်ရမယ်ဗျာမှန်လိုက်တာအတစ်တင်ယူတာက growth ဖြစ်တယ်လို့အချင်းဟောင်းတစ်ခုကိုစွန့်လွတ်နိုင်တာကလည်း growth တစ်မျိုးပဲဆိုတဲ့သဘောပေါ့နော်တိကျပဲဒါမဲ့နေ့တိုင်းတိုးတက်ဖို့စူးစမ်းတယ်ဆိုတာကပြောတော့လွယ်တာပေါ့လက်တွေ့ဝါတော့မလွယ်ဘူးလေစူးစမ်းရင်းနဲ့မလွယ်မတွေ့ရမှာကကြာရှုံးမှုတွေပဲအဲ့ဒီအကြောင်းကိုလည်းသူကစိတ်ဝင်စားစရာဇလန်းနေနဲ့ပြောသွားတယ်ဟုတ်ပါတယ်သူရဲ့ကိုယ်ပိုင်ကြာရှုံးမှုတွေအကြောင်းပွင့်လင်းပြောပြသွားတာကဒီမိခွင်းရဲ့အားထုတ်ချက်တစ်ခုပဲ KFC မှာလူ24ယောက်ရှောက်တာဟုတ်တယ်23ယောက်တောင်အလို့ရပြီးသူတယောက်တည်းကြံခဲ့တာဆိုတော့ဟုတ်တယ်ပြီးတော့ Harvard ကိုဆက်ခါဖြေရာဆက်ခါလုံးကြခဲ့တာမျိုးတွေပေါ့ Harvard ကိုဆက်ခါကြတယ်ဆိုတာကတော့တော်တော်အံ့ဩဖို့ကောင်းတဲ့အရှင်ကျမသာဆို3ခါလောက်နဲ့တင်စိတ်တက်ကြပြီးလက်မြောက်မိမလားပဲဟာလူတယောက်ကိုအဲ့လောက်ထိစစ်ကြိုးစားစေတဲ့စိတ်တက်ကဘယ်ကလာလဲဆိုတာတကယ်စဉ်းစားစရာပဲဒီဇွဲကလူတိုင်းမှာရှိနေမှာလားရှင်အဲ့ဒီအချက်မှာပဲကျွန်တော်တို့နည်းနည်းလေးခွဲခြားစိတ်ဖြာကြည့်ဖို့လိုလာပြီသူကကြာရှုံးမှုကိုဆက်ပြီးစီးတင်တယ်လို့ပဲလို့ဥပမာပေးသွားတယ်လေလေးကြမယ်ပြန်ထမယ်တက်သွားမယ်ပေါ့ဟုတ်ကဲ့ဒါကအခြေခံသဘောတရားကိုနားလည်လွယ်အောင်ရှင်းပြတာဒါကို productive failure လို့ခေါ်လို့ရတယ်ဆိုလိုတာကအမားကနေသင်ခန်းစာယူပြီးပိုတော်လာတဲ့ကြာရှုံးမှုမျိုးပေါ့ဒါပေမဲ့မင်းခွန်းထဲမှာတိတ်ပြီးမထီသွားတဲ့ကြာရှုံးမှုတစ်မျိုးရှိတယ်အဲ့ဒါက destructive failure ပဲကိုယ့်ရဲ့ကိုယ်ယုံကြည်မှုကိုလုံးဝပြိုလဲသွားစေပြီးနားလည်ပြန်မထူနိုင်တော့တဲ့ကြာရှုံးမှုမျိုးပေါ့စီးပွားရေးတစ်ခုလုံးပြိုလဲသွားတာမျိုးတို့လူယုံကသစ္စာဖောက်သွားတာမျိုးတို့ပေါ့နော်အဲ့လိုအခြေအနေတွေမှာကြတော့ကောင်းတယ်သင်ခန်းစာရတယ်လို့ပြုံးပြီးပြောဖို့ကတိတ်မလွယ်တော့ဘူးလေဟုတ်တယ်အဲ့လိုမျိုးပြင်းထန်တဲ့ကြာရှုံးမှုတွေကြော်တဲ့ခေအခါမှာပဲလူတွေကစင်ချေတွေပေးလာကြတာထင်တယ်ကိုကောက်ကွယ်ဖို့အတွက်ပေါ့တိကျပဲစင်ချေဆိုတာအဲ့ဒီ destructive failure ကရတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုကာကွယ်တဲ့ ego defense mechanism တခုပဲဟုတ်ကဲ့မင်းခုနကပြောသွားတယ်ဆရာမကငါ့ကိုမကြိုက်လို့စာမေးပွဲကြတာတို့အစိုးရမကောင်းလို့ငါတို့မအောင်မြင်နိုင်တာတို့ဆိုတာဒီလေဟုတ်တယ်ဒီနေရာမှာ तू ပြောတဲ့အဓိကအချက်ကလောကကြီးကမင်းရဲ့စင်ကြီးကိုဂရုမစိုက်ဘူးဆိုတာပဲဒါကနည်းနည်းတော့ကျန်းတယ်ဒါပေမဲ့အမှန်တရားပဲဗျဟုတ်တကယ်တော့မှစင်ကြီးတွေကကိုယ့်ကိုရေးရှိမှာဘလို့မှအထောက်ခုမပြုဘူးဒီတော့ကြာရှုံးမှုနဲ့စင်ကြေပေးခြင်းကိုကြော်လွှားပြင်ဘာကိုဥတီရမလဲဆိုတော့သူကအောင်မြင်မှုကိုအတိအကျဖွင့်ဆိုပုံနဲ့ပတ်သက်ပြီးအယမ်းကိုရေးတင်းတဲ့စကားတခုပြောသွားတယ်ဟုတ်တယ်ပြောသွားတယ်အဲ့ဒါကတော့ငွေဟာပြင်းစရာကောင်းတယ်တဲ့
ဒီစကားကတော့ဝင်ငွေကောင်းဖို့နေတိုင်းရုန်းကန်နေရတဲ့ကျမတို့လိုတာမန်လူတွေတို့တော့နည်းနည်းလေးအမြင်ကပ်စရာကောင်းဖို့လို့တော့ဖြစ်နိုင်တယ်နော် ဟုတ်ပါပဲဒီစကားက survivorship bias ပေါ့ဗျာအောင်မြင်ပြီးသူတယောက်ရဲ့ရှူထန်ကနေလာတဲ့စကားဆိုတာကိုကျွန်တော်တို့နားလည်ထားဖို့လိုတယ် ကိုသာကောင်းထိတ်ကိုရောက်နေတဲ့အခါကြာမှအောက်ကချွင်ဝါးနေကတိတ်အရေးမကြီးပါဘူးလို့ပြောသလိုပဲတောင်ချီကနေတက်နေရတဲ့လူတယောက်အတွက်တော့ငွေဆိုတာလုံခြုံမှုအခွင့်အလမ်းစိတ်ဖိစီးမှုကင်းဝေးရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲလीဟုတ်ကဲ့ဒါကြောင့်ဒီစကားကိုပကတိအတိုင်းတိုက်ရိုက်ယူဆလို့မရဘူးပေါ့ မရဘူးဗျာ ဒါဆိုသူ့ရဲ့ဒီစကားနောက်ွယ်ကတကယ်ဆိုလို့ရင်ကဘာဖြစ်မလဲရှင် သူ့ရဲ့တကယ်အဆိုလိုရင်းကပိုပြီးနှက်နေရတယ်သူပြောချင်တာကငွေကိုပန်းတိုင်မထားပါနဲ့လို့ပြောချင်တာ အော် ငွေနောက်ကိုလိုက်ရင်ငွေရဲ့အကြံဖြစ်သွားမယ်အဲ့ဒီအစားတန်ဖိုး value နောက်ကိုလိုက်ပါတယ်တန်ဖိုးရှိတဲ့သူအတုံးဝင်တဲ့သူဖြစ်အောင်အရင်စ조사ပါ လူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့သူသူတို့ဘဝကိုပိုလွယ်ကူအောင်လုပ်ပေးနိုင်တဲ့သူဖြစ်လာတဲ့အခါငွေဆိုတာကနောက်ဆက်တွဲအနေနဲ့အလိုလိုရောက်လာလိမ့်မယ်လို့ဆိုလိုတာပါ လဲသူကဆက်ပြောသွားသေးရဲ့ ဟုတ်ကဲ့ပြောသွားပါတယ် အဲ့ဒီထဲကတစ်ခုကတော့ပတ်ဝန်းကျင်ရဲ့အရေးပပုံပဲမင်းရဲ့တငယ်ချင်းတွေကိုပြမင်းရဲ့အနာဂတ်ကိုငါပြောပြမယ်ဆိုတဲ့စကားကိုသူကိုးကားသွားတယ် ကြားဖို့နီးကြစကားတစ်ခုပေါ့ ဟုတ်ကဲ့ဒါပေမဲ့ဒီနေရာမှာကျမမေးချင်တဲ့မင်းဟွန်းတစ်ခုရှိတယ်ရှင်။ तू ကစူးစမ်းတဲ့ထက်မြက်တဲ့အကောင်းမြင်တဲ့လူတွေနဲ့ပဲပေါင်းတင်တယ်လို့ပြောထားတယ်လေ။ဒါကနားထောင်လို့တော့ကောင်းတယ် ဟုတ် ။ဒါပေမဲ့လက်တွေ့ဘဝမှာကြတော့ကိုယ့်ရဲ့ငယ်တငယ်ချင်းရင်းနေကိုမိသားစုဝင်တွေကအဲ့ဒီလိုလူတွေမဟုတ်ခဲ့ရင်ရောသူတို့ကိုစွန့်လွတ်လိုက်ရမှာလား။တင်ရိုးစင်တဲ့ကိုယ့်ရဲ့တိုးတက်မှုကြားမှာဘယ်လိုလုပ်ရမလဲရှင် ဒါကအရင်အရေးကြီးတဲ့လက်တွေ့ကြတဲ့မိခုံးပဲလူတို့တို့များများဒီအခက်ခဲနဲ့ကြုံတယ်ကျွန်တော်မြန်မာတော့လေဒီချန်ချန်ကစွန့်ပြလိုက်ပါလို့ဆိုလိုတာမဟုတ်ဘူး ။ဟုတ်ကဲ့ ကိုယ့်စီကိုဝင်လာတဲ့ input တွေကိုတက်တက်ချာချာစီမံခန့်ခွဲပါလို့ပြောချင်တာကိုယ့်ရဲ့ငယ်သူငယ်ချင်းတွေကိုချစ်ခင်နိုင်တယ်သူတို့နဲ့အချိန်ပေးနိုင်တယ် ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲကိုယ့်ကိုပညာရဲ့ပိုင်းဆိုင်ရာစိတ်သက်ပိုင်းဆိုင်ရာရတွားပေးနိုင်မဲ့ mentor တွေသူငယ်ချင်းအသစ်တွေကိုလည်းကိုယ့်ဘဝတွေကိုတက်တက်ကြွကြွဖိတ်ခေါ်ထည့်သွင်းရမယ်ဒါက subtraction မဟုတ်ပဲ addition တဘောတရားနဲ့ချင်းကပ်ရမှာပါ ။အော်ပေါင်းထည့်ခြင်းသဘောတရားပေါ့နော်။အဲ့လိုချင်းကပ်ပုံကပိုပြီးလက်တွေ့ကြတယ်ရှင်။ ဟုတ်ပါတယ် နောက်ပြီးတော့အလုပ်လုပ်တဲ့နေရာမှာအလုပ်စ조사ရုံပချမကပဲညံသုံးပြီးလုပ်ရမယ်ဆိုတဲ့အချက်ကိုပူစင်သွေးတဲ့ဥပမာနဲ့ရှင်းပြပါတယ် ဟုတ်တယ်တခုတ်တမနှစ်ယောက်ဥပမာလေ ။ဟုတ်ကဲ့တယောက်ကပူစင်ရက်တာလဲတန်းခုတ်တယ်နောက်တစ်ယောက်ကအချင်းယူပြီးပူစင်အရင်သွေးတယ်ပူစင်သွေးတဲ့သူကအလုပ်ပိုပေးတယ်ဆိုတာပေါ့ ဒီဥပမာကမမိလွယ်ပြီးအရန်ထီရောက်တယ်ဒါမဲ့ဒီဥပမာမှာလည်းသတိထားရမယ့်အန်ဒီတစ်ခုရှိတယ် ။ဘာများလဲရှင် အဲ့ဒါက analysis paralysis လို့ခေါ်တဲ့အခြေအနေပဲတချို့လူတွေကပုစိန်သွေးနေတာနဲ့ပဲအချိန်ကုန်ရော planning this way research တွေလုပ်ရာကို perfect ဖြစ်အောင်ပြင်ဆင်နေနေ လက်တွေ့မှာတစ်ပင်တစ်ပင်မှမခုတ်ဖြစ်တော့ဘူး အဲ့ဒါပဲအလို့မစဖြစ်တော့ဘူးလက်တွေ့ဘဝမှာအရေးကြီးတဲ့ရေတွေကပုစိန်ကိုဘယ်အချိန်မှာတော်လာပြီးခုတ်လို့ရပြီဆိုပြီးဆုံးဖြတ်နိုင်စွမ်းပဲပြီးဆုံးတဲ့အခြေအနေကိုစောင့်နေဘာမှစဖြစ်မှာမဟုတ်ဘူးလေ ။ဟုတ်နေတယ်ပြင်စင်တာနဲ့အချင်းဆွဲတာကြကမင်းကြောင်ကတော့ပါတာပဲ။ဒီချက်တဲ့ပြင်ခွင်ကြီးကြီးနဲ့ကျမလေးလိုအခြေခံကြတဲ့အချက်တွေကိုလည်းသူကမေ့မထားဘူးနော် ဟုတ်ပါတယ်ဒီအချက်နှစ်ချက်ကတော့အပေါ်မှာပြောခဲ့တဲ့အိမ်မက်တွေစူးစမ်းမှုတွေအားလုံးရဲ့အခြေခံအုံမြစ်ပဲသူကလူငယ်တွေကိုငွေကိုစောစောစုဖို့ယင်းနှမြုံနှမှုအကြောင်းလေ့လာဖို့တိုက်တွန်းတယ် ဟုတ်ကဲ့ ဒါကအရင်မှန်နေဘာလို့လဲဆိုတော့ငယ်ရွယ်ချင်းမှာစုလိုက်တဲ့ငွေတစ်ချက်ကအသက်ကြီးမှစုတဲ့စိတ်ချက်ထက်အချင်းရဲ့စွမ်း power of compounding ကြောင့်ပိုတန်းဖို့ရှိတယ်လေ ဟုတ် ကျမကြီးကတော့ပြောစရာမလိုအောင်အရေးကြီးတယ်ကျမရဲ့ခန္ဓာကိုယ်မရှိဘဲနဲ့ဘလောက်ချမ်းသာဘလောက်အောင်မြင်အလကားပဲ ဟုတ်ကဲ့ဒီနှစ်ခုကကိုအိမ်မက်ဒီကိုအကောင့်ထဲပေါ်ဖို့လိုအပ်တဲ့လောင်စာစီးနဲ့ရင်ပဲပေါ့နော် အတီးကြပဲလေ အခုပြောခဲ့တဲ့အချက်တွေအားလုံးကိုစုစည်းပြီးတော့သူကအယ်လီဘာဘာကိုဘယ်လိုဆော့လဲဆိုတဲ့ဇလန်းလေးပြန်ပြီးအားဖြစ်သွားတယ်အဲဒီတုန်းကသူကငွေမရှိအတိအကျုံမရှိ connection မရှိရဲ့စင်းရဲတဲ့အင်္ဂလိပ်စာဆရာတယောက်ပဲတဲ့ ဟုတ်တယ် လူတွေကသူ့ကိုအယူလို့ပြောခဲ့ကြတယ်ဒါမဲ့သူကသူ့အိမ်မက်ကိုယုံကြည်ပြီးနေတိုင်းစူးစမ်းခဲ့လို့အခုလိုအခြေအနေရောက်လာတယ်ဆိုပြီးပြောသွားတယ်ဒီဇလန်ကသူ့ရဲ့ philosophy ခုလုံးကိုတက်တည်ပြသွားသလိုပဲနော် အတီးကြပဲဒီဇလန်ကသူပေးခြင်းနဲ့အဓိက message ကိုပုံဖော်ပေးလိုက်တာလက်တွေ့လှုပ်ဆောင်မှုမရှိတဲ့အိမ်မက်ဟာစိတ်ကူးရင်မှုတက်တက်ပဲဆိုတာပဲ ဟုတ်ကဲ့
လူအများစုကမှန်ကန်တဲ့အချိန်ကိုစောင့်နေကြတယ်အစင်တန်ဖြစ်မှစမယ်လို့တွေးကြတယ်ဒါပေမဲ့ဘဝမှာအစင်တန်ဖြစ်ပြီးဆိုတဲ့အချိန်ကဘယ်တော့မှမရောက်လာဘူး ဟုတ် စတင်ဖို့အကောင်းဆုံးအချိန်ကအခုပဲဆိုတဲ့သူ့ရဲ့စိတ်တွန်းချက်ကအရန်ရေးကြီးတယ်ကိုယ်မှရှိတဲ့အရင်အမြင့်လေးနဲ့ပဲစလိုက်ဖို့လမ်းလျှောက်ရင်လည်းလမ်းကပေါ်လာလိမ့်မယ်ဆိုတဲ့သဘောပဲ မင်းခွန်းတစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်သူ့ရဲ့အဓိကဗဟိုချက်မှာကိုယ်ပိုင်တာဝန်ယူမှု personal responsibility ပဲဖြစ်မဲ့ထင်တယ်ရှင်တင့်ဘဝဟာတင့်တာဝန်ပဲဆိုတဲ့စကားကိုသူကထပ်ခါတလဲလဲပြောပါတယ် ဟုတ်ပါတယ်အဆုံးသတ်မှာတော့အဲ့ဒီအချက်ပဲကြံခဲ့တယ်ဆရာတွေမိဘတွေတငယ်ချင်းတွေကလမ်းညွန်ပေးနိုင်တယ်အားပေးနိုင်တယ်ကူညီနိုင်တယ် ဟုတ်ကဲ့ ဒါပေမဲ့ကိုယ့်ဘဝအတွက်ကားကိုကိုယ်တိုင်ပဲမောင်းရမှာကိုယ်အနာဂတ်ကိုကိုယ်တိုင်ပဲတည်ဆောက်ရမှာဒီစကားကကြားလိုက်ရင်နည်းနည်းလေးဖိအားများတယ်လို့ထင်ရပေမဲ့တကယ်တော့မှဒါကအရန်ကိုလွတ်လပ်ပြီးအားရှိစေတဲ့အတွေးခေါ်တစ်ခုပါငါဘဝရဲ့ထိန်းချုပ်ခွင့်ကငါလက်ထဲမှာပဲရှိတယ်ဆိုတဲ့ခံစားချက်ကိုပေးတယ်ဒါကကျန်းတဲ့တိုက်တွန်းချက်မဟုတ်ဘူးကိုဘဝဇလန်းရဲ့ဇညွန်ရေးစရာအဖြစ်ကိုတတ်မှတ်ခွင့်ပေးလိုက်တာ ကောင်းပါပြီရှင်ဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်လိုက်ရင် Jack Ma ရဲ့အထွေးခေါ်တွေထက်ကနေနေ့စဉ်တိုးတက်မှုဆိုတာအတစ်ပေါင်းထက်တာအပြင်အဟောင်းဆွန့်လွတ်ခြင်းလေးဖြစ်တယ်ဆိုတာ ဟုတ်ကဲ့ ပြီးတော့ကြာရှုံးမှုကိုတင်ခန်းစာယူနိုင်တဲ့ productive failure နဲ့ကိုဖျက်ဆီးစေတဲ့ destructive failure ကြားကခြားနာချက်ငွေနဲ့တန်ဖို့ကိုထားရမယ်မျှတတဲ့အမြင်ပြီးတော့ပြင်ဆင်မှုနဲ့အချိန်ဆွေးမှုကြားကတတိထားရမယ်အချက်တွေအထိကျမတို့နည်းနည်းဆွေးနွေးဖြစ်ခဲ့ကြပါတယ် ကောင်းမွန်တဲ့အနှစ်ချုပ်မှုပါပဲဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်ပါလေနားထောင်နေတဲ့သူတွေအတွက်စဉ်းစားစရာအတွေ့တစ်ခုချန်ထားခဲ့ခြင်းပါတယ် ဟုတ်ကဲ့ရှင် မေခွန်းထဲမှာမေးသွားတဲ့မေခွန်းတစ်ခုကိုပြန်လဲကိုးကားခြင်းပါတယ်တနေ့နေ့မှာကိုယ့်ဘဝကိုပြန်လဲကြည့်ရခါငါဟာတကယ်ပဲအသက်ရှင်ခဲ့တာလားဒါမှမဟုတ်ဖြစ်တယ်လို့ပဲရှင်တန်းနေထိုင်တော့ခဲ့တာလားဆိုတဲ့မေခွန်းပါ တော်တော်လေးနဲ့တမင်ကုန်မယ်နော် ဟုတ်တယ်ဒီတော့ကျွန်တော်တို့ထပ်စဉ်းစားကြည့်အောင်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြံဉာဏ်တွေကလွတ်ဆောင်ရမယ့်အရာတွေအကြောင်းပြောတာများပါတယ်ဒါပေမဲ့တခါလေမှာအရေးကြီးဆုံးပြောင်းလဲကတစ်ခုခုကိုထပ်လုပ်တာထက်လွတ်နေတဲ့အရာတစ်ခုကိုရက်တက်လိုက်တာကနေလာတတ်တယ် ဟုတ်ကဲ့ ဒါကြောင့်မိခွန်ကဖြစ်တယ်လို့ရှင်တန်းနေခြင်းအစ်စ်မှာကိုဆွဲထားတဲ့အလေအထက်တစ်ခုအတွေးခေါ်တစ်ခုဒါမှမဟုတ်လွတ်ရက်တစ်ခုကိုဒီနေ့ကစပြီးဘယ်လိုရက်တန့်ကြည့်မလဲဆိုတာပါပဲဒီမိခွန်လေးနဲ့အတူအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်